ထူးခြားစမ်းကြယ်သောနဂါးပလင်ကြီးသဲအင်းဆရာတော်ကြီး၏ကျေးဇူးကိုဆက်ရန်တစ်တော်ဝင်တောက်ကြီးသည်ပဲခူးရိုးမှတောနက်ကြီးထဲရှိရှားပါလာတဲ့တစ်ကနက်ပင်ကြီးများကိုရအောင်ရှာလေသည်လက်မနှစ်လက်မခွဲရှိတစ်သုံးများလုံးပြီးနဂါးပလင်ကြီးဖြစ်အောင်တပည့်များကိုထွင်းထုစေသည်ဖြုတ်ရည်သိမ်းနိုင်သည့်ကြီးမားလာတဲ့နဂါးပလင်ကြီးကိုဆရာတော်ကြီးထံသို့လာရောက်လှူဒန်းလေတော့သည်တစ်တော်ဝင်တောက်ကြီး၏ကြီးမြတ်သောတရားကိုဆရာတော်ကြီးကလက်ခံတော်မူခဲ့သည်ဥပစိန်ကတပါဘယ်သူမှဒီပလင်ပေါ်ကိုမသက်စေနဲ့သီလသမารိပညာမပြည့်စုံပဲဒီပလင်ပေါ်မှာတရားဟောရင်နဂါးမင်းကြီးကခွင့်ပြုမှာမဟုတ်ဘူးအန္တရာယ်ရှိတယ်လို့ပြညတ်ခဲ့တော်မူတယ်1968ခုနှစ်တောင်ဥက္ကလာပတရားပွဲမှာတရားဟောရန်ပထမဆုံးနဂါးပလင်ကြီးကိုကြိုတင်တက်ဆင်ထားကြတယ်ညပိုင်းမှာတရားဟောမဲ့ကွင်းအနီးပက်လေရက်ွက်ထဲမှလူများသည်ထူးဆန်းသောအတန်များကြားရတော့သည်ရွှီရွှီရွှီဟုသောမွေတို့၏အတန်ပေါင်းစုံသည်နဂါးပလင်ကြီးစီသို့လာရောက်ဥခိုက်ကြသည်ပျော်မြူးနေကြ၏များပြားလောက်သောမွေကြီးများကိုကြောက်ရွံ့ကြ၍ညနေပိုင်းတွင်ထိုအနီးသို့မြည်သူမှမကပ်ဝဲကြအိမ်တကားများလုံခြုံစွာပိတ်ထားရသည်ဆရာတော်ကြီး၏3ရက်တရားပွဲပြီးသွားသောအခါရက်ွက်ကတာဝန်ရှိသူများကအလွန်အသက်ဝင်တဲ့နဂါးပလင်ကြီးကိုကြောက်ရွံ့ကြ၍မြန်ပြန်သေးပါရန်မေတ္တာရက်ခံကြသည်နဂါးပလင်ကြီးကိုစနစ်တကျဖြုတ်သိမ်းပြီးမော်ဘီသေးအင်းကိုဂိုးတောင်ထဲကအလုံးပိတ်ထားပြီးတေချာစွာတော့ခတ်ထားကြသည်နှစ်များစွာကြာပြီး1983ခုနှစ်ဆရာတော်ကြီးခန္ဓာဝင်ချပြီးရုပ်ကလတ်တော်အားအများသူညာပူဇော်ထားကြရန်တညသာမော်ဘီမြို့တဲအင်းကူ၌ထူးခြားစွာမိုးကြီးလွေကြီးတီးထန်စွာရာချတော်သည်တဲအင်းကူကျောင်းတစ်ခုလုံးရေများပြည့်ရှံသွားသည်နက်နက်တွင်လှေနဲ့သာသွားလို့ရတော့သည်နဂါးပလင်ကြီးတိမ်းထားတဲ့ကိုတောင်တကားကဟာလာဟင်းလင်းပွင့်နေခဲ့သည်နဂါးပလင်ကြီးကထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပေသည်နဂါးမင်းကြီးကသူ့ပစ္စည်းကိုသူပြန်ယူသွားခဲ့ပေသည်လူလောက၌ထိုက်တန်သူမရှိပါ၍လားယနေ့ထက်တိုင်းနဂါးပလင်ကြီးသတင်းကလုံးဝမကြားရတော့ပါအိမ်မက်ပမာဒဏ္ဍာရီပုံပြင်တစ်ပွဲဖြစ်နေပါတော့သည်ဆရာတော်ကြီးစီတဲ့မာစီတီကာထားတဲ့ကိုတောင်ကဘာမှမဖြစ်မာစီတီကာထားသောကိုတောင်ကဘာမှမဖြစ်နဂါးပလင်မော်တွင်တရားဟောခဲ့သူမှာအတုမရှိဗုဒ္ဓမြတ်စွာဘုရားနှင့်တဲအင်းကူဆရာတော်သာရှိသည်ဟုသတ်မှတ်ရပေသည်ယနေ့အထိနဂါးပလင်မော်တက်ထိုင်နဲ့တရားဟောသည့်ဆရာတော်ကိုလုံးဝမကြားဘူးသေးမမြင်ဘူးသေးပါမယုံကြည်သူနဂါးပလင်မော်တက်ထိုင်၍တရားဟောနိုင်အောင်သီလသမารိပညာရှိသည်ဟုယုံကြည်သည့်ပုဂ္ဂိုလ်သည်လက်တွေ့ဆန့်သက်သင့်ပါသည်တဲအင်းကူမှဘုန်းကြီးတပတ်ဓမြများတဲအင်းကူမှဘုန်းကြီးဓမြများတဲအင်းကူဆရာတော်ကြီးသည်9ရက်သားသမီးများကုသိုလ်ရစေရန်အလို့ငါစွန့်ကြီးခံအလှခံထွက်လေရှိသည်ရန်ကင်းမိုးကောင်းဖျားဝန်းထဲရှိတဲအင်းကူဓမ္မယုံကြီးအနီးနားတွင်ဖြစ်ပါသည်ဆရာတော်ကြီး၏သီလဂုံတမာရိဂုံကြောင့်အလှခံပစ္စည်းများပြားစွာရသည်ထိုအလှခံရတဲ့ဝတ္ထုပစ္စည်းသင်္ကန်းစံစီဆေးစာအာလူကြက်သွန်ပဲကြာစံထုတ်များစွာတို့ကိုမော်ဖီမြို့ရှိတဲအင်းကူကမ္မထမ်းကျောင်းသို့ပို့ရသည်လွတ်နေသောဇရက်ကြီးတစ်ခုထဲတွင်အလှခံရသောပစ္စည်းများကိုတင်ထားရ၏ဆရာတော်ကကိုချစ်မောင်လိုချင်တဲ့ပစ္စည်းကိုထုတ်ပေးလိုက်ဟုပြောထားသဖြင့်တော့ကင်ထားသောကျွန်ုပ်ဤဖခင်မှာကိုချစ်မောင်ယူချင်သောပစ္စည်းကိုပေးရလေသည်ကျောင်းတွင်ရှိကျင့်ဆဲဘုန်းကြီးတို့ကမကျေနပ်ကြပေဘာကြောင့်ကိုချစ်မောင်ကိုဒီလောက်အရေးပေးရတယ်လဲဟုအမုန်းပွားကြသည်ဓမြကြီးကိုချစ်မောင်သည်ကိုအောင်ထွန်းတဲအင်းဆရာတော်ကြီး၏လက်ယုံတစ်ပည့်ဖြစ်သည်ကိုအောင်ထွန်းတရားကျင့်နေတဲ့အချိန်တုန်းကအနီးကပ်ပြုစုဆောက်ရှောက်ပေးခဲ့တဲ့ကပ္ပယကြီးဖြစ်သည်
ကိုအောင်ထွန်းတရားထုတရားမြတ်ရတဲ့အချိန်ထိကြီးမားစွာပါရမီဖြည့်ခဲ့သူဖြစ်သည်ကိုအောင်ထွန်းဘဝကနေပြီးတော့သင်းကူဆရာတော်ကြီးဖြစ်တော်လဲအနားတွင်သာအနိကတန်ရောကျင်ကြီးစွာစောင့်ရှောက်နေခဲ့သူဖြစ်၏ကြီးမားသောကျေးဇူးတရားကိုဆရာတော်ကြီးကမမေ့ခြင်းဖြစ်သည်တချို့သောကျင့်စေဘုန်းကြီးများကအလှခံပစ္စည်းများကိုလိုချင်၍ကျွန်ုပ်ဖခင်ကိုပြောတော့သည်ဖခင်ဖြစ်သူကဆရာတော်ကြီးကိုလျှောက်ထား၏ဆရာတော်ကသူတို့လိုချင်ရင်တကားကြီးပေးလိုက်တော့လို့မိန့်တော်မူသဖြင့်ဓမ္မယုံကြီးထဲမှာစုပုံ၍ခွဲဝေကြရသည်ထိုအချိန်မှာတဲအင်းဆရာတော်ကြီးကြွလာပြီးအဖိုးတန်သောစကားတစ်ခွန်းကိုကျွန်ုပ်ဤဖခင်အားပြောလိုက်သည်တကားကြီးဓမြတွေဝေစုခွဲနေကြပြီနော်တဲ့မှန်မှဗျာဘုန်းကြီးဖြစ်တော့လဲအလှခံပစ္စည်းပေါ်မှာလိုချင်တက်မှတ်နေတဲ့တဏှာတွေအရန်ကြီးတဲ့ပုံကိုယ်တွေပေါ်တပည့်တော်တနာမိပါတယ်ဗျာ